တော်ကျုံတော့ကျုံတော့ပြောပြစေကျုံတော့ကျွန်တော်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့စစ်စစ်ရိုးတဲ့ကျောင်းသားများအနေနဲ့လေမြန်မာနိုင်ငံမှာတရားမျှတတဲ့တရားဥပဒေစိုးမိုးတဲ့စနစ်တစ်ခုကိုလိုချင်တာပါဘာသာရေးရဝိုင်းသားမှုကျင်းမဲ့တဲ့စနစ်တစ်ခုကိုသွားချင်တာပါနောက်တစ်ချက်ကဗျာအစိုးရကကျင်ညာတဲ့အခါမှာကျွန်တော်တို့ကိုမွတ်စလင်ကမားတယ်လို့ကျင်ညာတယ်ဟုတ်ပါတော့အဲ့ဒါဆိုရင်တိုင်းပြည်အတွက်အသက်ဆွတ်သွားတဲ့ဂျာရီဦးရဆောက်ကိုကလားကြီးဦးရဆောက်ကိုပြောတာပါလားโอเคအဲ့တော့ကျွန်တော်ပြောနေတာဗျာကျွန်တော်တို့ကျွန်တော်ညီကိုမောင်နှမတွေပါပါတယ်ဘုရားဘာသာဝင်တွေပါရှိတယ်ဒီပြဿနာဖြစ်တဲ့အခါမှာကျွန်တော်တို့ညီကိုမောင်နှမတွေကြောက်မှမနေပါဘူးအဲ့တော့ကျွန်တော်အစ္စလမ်ဘာသာဝင်တွေကိုရောအစ္စလမ်ဘာသာဝင်ကိုစားတရားမျှတမှုကိုရအောင်ကျွန်တော်စူးစမ်းပါမယ်ကျွန်တော်ကြည့်ရပေးပါတယ်ခဏလေးကျွန်တော်ပြောတဲ့စကားတွေကိုလည်းနားထောင်ပေးပါကျေးဇူးပြုပြီးတော့နည်းနည်းနားထောင်ပေးကြပါဆက်လက်ပြီးတော့ကျွန်တော်တို့အချင်းချင်းကြားမှာသူများစင်တဲ့ထောင်ချောက်ထဲကိုဝင်သွားအောင်ဝိုင်းပြီးထိမ့်သိမ့်ဖို့လိုပါမယ်ဟုတ်ပါတယ်အဲ့တော့ခက်ပြီးတော့မှအမိုးကြားကိုအခြေခံပြီးအသက်အိုးအိမ်ကြီးတဲ့တွေကိုဖျက်ဆီးတဲ့ဘဝတွေတရားကျင်ရတဲ့ဘဝတွေမရောက်အောင်အားလုံးကျွန်တော်ပြောတဲ့စကားလို့ကျွန်တော်မေတ္တာရက်ခံပါတယ်ဒီကနေ့ဆန္ဒပြမှုဟာဘယ်လောက်နဲ့လုံလောက်ပြီလို့ကျွန်တော်ထင်ပါတယ်နော်အဲ့တော့ကျွန်တော်ပြောတဲ့ဟာကိုကျွန်တော်တောင်းပန်ပါတယ်လူစုခွဲပေးပါအားလုံးပဲကျွန်တော်ကြီးပေးတယ်ကွာဟုတ်လူစုခွဲပေးလိုက်ပါလူစုခွဲလိုက်ပါလူစုခွဲပေးလိုက်ပါလူစုကိုခွဲပေးလိုက်ပါလူစုခွဲပေးလိုက်ပါ你先说吧，拜托，不是随便的吧？